အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒါ United ရဲ့အမာခံပြည်သက်တယောက်ပေါ့လေအခုအခြေအနေကတော်တော်ကိုအခြေအနေဆိုးပါတယ်ဘလို့မှမခံစားနိုင်ဘူးဗျာတော်တော်ဆိုးဆိုးရွားရွားလို့ပြောလို့ရတယ်ဒိုင်နီရဲ့ဆုံးဖြတ်ချက်ကတကယ်ဘလို့တွေများတွေးပြီးတော့ဆုံးဖြတ်နေတယ်လေပေါ့နော်အဲ့လိုပြောရလောက်အောင်ကိုဆိုးပါပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့မှပထမဆုံး Leeds United နဲ့ပွဲကိုပြန်ပြီးတော့မှကြည့်ရမယ်ဆိုလို့ရှိရင်ပထမဆုံး line နဲ့အနေနဲ့စပြီးကြည့်ရပထမ line နဲ့ပါကျွန်တော်ရဲ့ Facebook မှာလည်းကျွန်တော်တင်ပါတယ်ပထမဆုံးအခြေအနေမှာဘာတွေဖြစ်နေလဲဆိုတာကိုကျွန်တော်ကြည့်လိုက်တာပေါ့ကိုဘီမယ်တို့ပါမလားကိုဘီမယ်တို့ပါမလားဟာဘသူကစားမှာတော့ဆိုတော့ကြည့်လိုက်တော့ဘသူဖြစ်နေလဲဆိုလို့ရှိရင်ဟာဆရာသမားဥက္ကာတေးဗျာဥက္ကာတေးက PSG မှာကောင်းခဲ့တယ်ဒါပေမဲ့ United မှာတော့ဘလို့မှကိုသုံးလို့မရတာသူပွဲ track ကစားတဲ့ပွဲတိုင်းဟာ Man United ကရှုံးရင်ရှုံးမရှုံးရင်သိရပဲဒါပဲတော်တော်ကိုအချိန်ကြီးဆိုးတယ်အဲ့တော့ပထမဆုံးပွဲအချိန်တွေကိုကြည့်လိုက်အောင်ပွဲအချိန်တွေကြည့်အောင်ဆိုရင်ပထမပိုင်းကိုကြည့်အောင်ကျွန်တော်တို့ကပထမပိုင်းမှာဆိုလို့ရှိရင်သူတို့ပထမဆုံးသွင်းသွားတဲ့ကိုကလုံးဝ4ဒါပေမဲ့သူတို့ကဒိုင်ကဘလို့အချိန်တွေကိုကြည့်ပြီးတော့စဉ်းစားရတယ်ကျွန်တော်လည်းစဉ်းစားလို့မရဘူးလန်နီယိုရိုနဲ့ကက်ဗက်လီဝင်နဲ့ခေါင်းချင်းရှင်တိုက်တယ်လန်နီယိုရိုရဲ့နောက်ဖယ်ကြီးကိုကက်ဗက်လီဝင်ရဲ့လက်ဖြန်ကြီးနဲ့ဝင်ရိုက်တယ်ဗျာအဲ့ဒါဖိုးမဟုတ်ဘူးတဲ့တကယ်ကိုဗျာတကယ်ကိုဆိုးဆိုးဝါးဝါပဲဘယ်အချိန်မှဖိုးလို့ကျွန်တော်တို့ကပြောကြမှာတော့လန်နီယိုရိုရဲ့အဲ့လိုအချိန်တွေမလို့ကြည့်ဘူး The same thing happened အဲ့တော့အတူတူပဲအဲ့ပုံစံနဲ့အတူတူပဲဒုတိယပိုင်းမှာဖြစ်သွားတယ်မာတီနဲနဲ့ကက်ဗလီဝင်တယ်နှစ်ယောက်ခေါင်းချင်းခုန်တိုက်ကြတယ်လက်ကသွားပြီးတော့မှစပင်ကိုထိတယ်စပင်ကဒီအကြားထဲမှာဝင်သွားတာနော်ကျွန်တော်စပင်ဆိုအရှိပဲအဲ့လိုစပင်အကြားထဲမှာဒီလိုမျိုးလေးရှိသွားဒီလိုမျိုးလေးပြုတ်ကြပါအဲ့ပြုတ်ကြတဲ့ဟာကိုဗျာအနီခတ်တယ်ဘလူတွေတွေးပြီးတော့ဘလူတွေအနီခတ်ဖြစ်သွားတာတော့ကျွန်တော်စဉ်းစားလို့ကိုတကယ်မရတာဘလူစိတ်ကူးရင်လည်းဘလူမျိုးအနီခတ်ပေးလိုက်တာတော့ပြန်ပြန်စဉ်းစားကြပါဦးဒိုင်အဖွဲ့ချုပ်တို့ရဲ့ဒါအဲ့ဒါကစားသမားတယောက်သူ့နဲ့သူအောက်ကိုကျသွားပြီစမ်းနော်ဘောလုံးနဲ့ဆက်ကစားနေပြီစားအဲ့ဒါယူကိုဘူယာပြန်ကြည့်ပြီးတော့မှအနီခတ်ပေးတယ်ဗျာစဉ်းစားတာကြည့်တော့ဖြစ်တင်လားမဖြစ်တင်ဘူးလားဆိုတော့ဘလူလင်းနဲ့မှမဖြစ်တင်ဘူးလို့ကျွန်တော်တော့တွေးမိတာပေါ့လေအဲ့တော့ကစားသမားတွေရဲ့ခြေသွမ်းပိုင်းကိုကြည့်အောင်ကြည့်ဖို့ဆိုလို့ရှိရင်ပထမပိုင်းကိုကြည့်အောင်ပထမပိုင်းမှာဟုတ်တယ် United ကပထမပိုင်းမှာတော်တော်ကိုကစားပုံကဖျို့ဖျဲနိုင်တယ်ဒုတိယပိုင်းအဲ့ဖျို့ဖျဲနိုင်ခြင်းကနေပဲကျွန်တော်တို့က United ကပေးဆက်လိုက်ရတာပေါ့နော်ဒါပေးလိုက်ရတဲ့ဂိုးနှစ်ဂိုးအဲ့တော့အဲ့အနိခရသွားရဲ့ကစားသမားကိုကျွန်တော်တို့ကအပြစ်တင်ရမှာလားဆိုရင် no လုံးဝအပြစ်မတင်ရဘူးလီဆန်တိုကလည်းသူဟာနဲ့သူတော်မှအောနေဗျာဟာရဘလို့ဖြစ်သွားတာတော့ဒီလိုမျိုးတောင်ဖြစ်သွားတယ်အော်ဒိုင်းကြီးကျွန်တော်တို့အချင်းကြီးကိုပြန်ပြီးတော့မှသုံးသပ်တင်တယ်လို့ကျွန်တော်တို့ထင်တယ်ဒါဒီတပွဲတည်းမဟုတ်ဗျာပြီးခဲ့တဲ့ပွဲတုန်းကလည်းအဲ့လိုပဲအဲ့တော့နှစ်ပွဲစတိုက်ဖြစ်တဲ့အချိန်မျိုးမှာဒါတွေကလုံးဝမဖြစ်သင့်ဘူးလို့ကျွန်တော်တို့ယူဆတယ်ပထမပွဲဟယ်ရီမက်ကွဲနဲ့ကိစ္စနဲ့ပတ်သက်ပြီးမှအနီကထုတ်ခါရတယ်အဲ့တုန်းကလည်းအာမက်ကိုကျူးလွန်တဲ့ပုံစံအတူတူပဲဒါပင်နတီရမယ်ပုံစံမျိုးဒါပြစ်ဒဏ်ဘောတွေဘလို့ပေးနေရတော့ကျွန်တော်တို့စဉ်းစားလို့ကိုမရတော့ဒိုင်ဖွဲ့ချုပ်ကမန်ယူအညိုးတီးနေများလုံနေသလားပေါ့နော်ရိုင်းကင်းကဘာပြောလဲဆိုလို့ရှိရင်ဟာကွာတဲ့ဘောလုံးသမားနှစ်ယောက်တဲ့အကုန်လုံးခေါင်းရှင်တိုက်တာပဲတဲ့ကျသွားတဲ့ပုံစံဘလောက်မှမကြဘူးလေတဲ့စက္ကန့်ဝက်လောက်ပဲရှိရတဲ့အဲ့အချိန်မှာသွားပြီးတော့တယောက်နဲ့တယောက်စပင်ကိုထိတယ်ဆွဲမိတယ်ဘာညာဖြစ်မှာပဲတဲ့
that's not a red card man ဒါလုံးဝဘောလုံးလောကမှာတကယ်ကိုရည်စရာဟာတာတစ်ခုပဲတဲ့ဖာဒီနာတော့ရှင်းရှင်းပဲဘယ်တော့ကလေးကဘက်လိုက်သွားလဲလို့မေးလို့ရှိရင်တဲ့အဲ့ပထမဖြစ်ရလန်နီယူရိုနဲ့ကက်ဗလီဝင်နဲ့ခေါင်းရှင်တိုက်တဲ့အချိန်ကြီးဖြစ်သွားတာအဲ့ကနေပြီးဂိုးပေးလိုက်ရတာပဲဒီဂိုးကလုံးဝကိုမဖြစ်တဲ့နဲ့ကိုမပေးတဲ့နဲ့ဂိုးပေါ့နော်အဲ့လိုရှိဘာလို့ United ကိုပဲအမြဲတမ်းဆန့်ကျင်နေကြရလဲကျွန်တော်တို့စဉ်းစားလို့ကိုမရဘူးတကယ်ကိုစဉ်းစားလို့မရအဲ့တော့နောက်တစ်ချက်ကဘာပြောလဲဆိုရင်အဲ့တော့ကျွန်တော်တို့ရဲ့အသင်းကောင်းဆောင် Magnifico Bruno Fernandes ဗျာအရန်ကိုကောင်းတယ်အများကြီးလည်းပြီးလွားကစားတယ်တကယ်ကိုကောင်းပါတယ်ကက်စမီရိုရသွားတဲ့ဂိုးဆိုရင်သူဖန်တီးပေးလိုက်တာနေပြီးတော့မှခေါင်းတိုက်လို့ရသွားတယ်တကယ် Bruno Fernandes ဟာတကယ်ကိုကောင်းတဲ့ United အတွက်တန်ဖိုးဖြတ်လို့မရတဲ့ကစားသမားတစ်ယောက်ပဲအတူဘာပြောလဲဆိုလို့ရှိရင်တဲ့ဒိုင်နီအကြောင်းကိုကျွန်တော်မပြောရဘူးတဲ့ဒိုင်နီအကြောင်းပြောလို့ရှိရင်ကျွန်တော်ဒုက္ခရောက်လိမ့်မယ်ဟုတ်တယ်အဲ့အမှန်ပဲပြီးခဲ့တဲ့ဘက်ကခေါင်းကြီးဆိုတာဟယ်ရီမက်ကွဲကိုပြောတယ်အဲ့တော့ဟယ်ရီမက်ကွဲခံလိုက်ရတဲ့အခြေအနေဆိုလို့ရှိရင်ကျွန်တော်ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်သူ့ဆိုရင်ပွဲပယ်ခံလိုက်ရတယ်ဗျာဘာလို့လဲသူသွားပြီးတော့မှ complaint တက်လို့ပဲပယ်ခံရတယ်အဲ့တော့ကျွန်တော်တို့ကလာမယ့်ပွဲချက်စီနဲ့ပွဲသွားပြီးတော့မှပြဿနာရှာလို့မရဘူးပြဿနာရှာလို့ရှိရင်ကျွန်တော်တို့ပဲထိနောက်ကျွန်တော်တို့ရဲ့နီးပြမိုက်ကယ်ကာရီကဘာပြောလဲဆိုတဲ့နှစ်ပွဲစတိုက်ဖြီးသွားကြီးရတဲ့ဒီလိုမျိုးခံနေရတဲ့ဒါဘလို့မှဖြစ်တင်ဘူးတဲ့ဒိုင်နီနေကဘလို့မျိုးစဉ်းစားနေရလဲကျွန်တော်လည်းစဉ်းစားလို့မရအောင်အဲ့တော့တပွဲတည်းဖြစ်တာမဟုတ်နှစ်ပွဲစတိုက်ဖြစ်တဲ့ပုံစံချင်းနဲ့အတူတူပဲဘာလို့ကျွန်တော်တို့မန်ယူကြမှာအဲ့လိုဖြစ်နေရတယ်ဒါတွေကဘလို့မှမဖြစ်တဲ့အခြေအနေမျိုးတွေပေါ့ Premier League တိုင်းနေ come on that's not fair at all man ဘလို့မှကိုမျှတာတယ်လို့မခံစားရအောင်ဒါတက်ကြီးကိုဘိုင်းရဖြစ်တယ်လို့ကျွန်တော်စိတ်ထဲမှာတော့တွေးနေကျွန်တော်စိတ်ထဲမှာခံစားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလောက်ပါပဲကျေးဇူးလက်တင်ပါတယ်